na amada dana ane apshin pe lu hoja adi se ne adu tenga lu lo ami veda de deya do dine home deya kaung sin payita ye se ne adu tenga lu de ba deya le se ne adu tenga lu lo ami veda de dhammagata cetana dine hoja mi phile do jaungတရားမောကြသိမိတရားမနာကြသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရောစေတော်လို့ချီးမွမ်းရှိခိုး၍ဓမ္မသဘင်စတင်ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မတနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အားခြေကျုံကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှင်ကိုဖြစ်ဘုရားရှင်ကိုပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ရအောင်ပုရိတိဓာနိလောကိညုသန္တိမာဓမ္မတိရကုဘာဝတေတိမေသံတုဓမ္မရံတိဓာတုစုဒါနိဒါနိဘုရားတိဟုသောယရဏသံယုံရောက်ဒရပံငုံတော်ဖြာဖြာသံဆုံးတင်၍သံကုံပွေယံမြေယခုကကာလသမယ၌ဓမ္မတိရကုရွှေမြအယောင်နေလာယောင်တွေလာယောင်တို့ထက်ကရေကရမကဝိတိပ၍အလင်းတိတလာဖြာမြပွားနိုင်သဖြင့်ကဘာတလွားမှယရဏတရားဒီဟုသောအယောင်ဝါလည်းရှိတော်မူပါပေထသောလောကီညူလူအကြောင်းတွေနတ်ကြောင်းတွေမြမကြောင်းတွေနဲ့ကဘာကြောင်းတွေရှိကြည်သည်မြမိမိယာယာအခက်မဲ့တင်မြရှင်ဗဒမြလက်တင်ထားတဲ့ကဲ့သို့ပိုင်သာဝေဘံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါပေထသောဇာနိမာတရဝလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်တာလုံးခဏမဘောလာလည်းရင်တမြောကမန္တိလက်ရသည်သံဝေပွင့်ပုံပင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုပြန်ခွေ၍အလင်းတန်တကြီးကြီးနဲ့ဖို့ဦးဒီတောင်းတဲ့စီမမြရောင်ကြီးတပိတ်ပိတ်နဲ့တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီသံဒီမှာလေးကျော်ကိုလှည့်ရ၍လေးရကိုမြန်တော်မူတိတဘူမြတ်နန်းနေလာဇံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖရာတော်တွင်မူပြင်ဘူးအရှင်ဘုရားအမှုကကြသဖြင့်ဘုဒ္ဓရှိသူတွေကိုဘုဒ္ဓတွေခြုံငိမ်အောင်ယုတ်သိအေးမြစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှိဖြစ်သောပါရမီတဘာအနိဒသော၍မြတ်မောသမောဝါဒနာခိုင်မြသဖြင့်ဓမ္မရာအတိုင်းချောင်းမှစွာနေကြကုန်သောဣမေသံတုရှေးဘဝဇရာရင်တို့ကြောင့်အေးအများကိုသာကြိုက်တွေ့နေကြကုန်သောထောထုံများစွာတတ္တဝါနန္ဒမန္တမြတို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးဒီဘုံတော်6ခန်းတရားတော်ဒီဟုသောမြတ်ရောင်ကြီးပန်းတော်ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝေစံတကြီးကြီးတလီလီပပဝင်း၍ထောလင်းတော်မူလဲပါကဘာမောင်မတိမြရောင်ညီညွန်ဘုဒ္ဓဖြင့်အထူးကျက်တဲ့မဆောင်နိုင်သည်ရွှေဘုံခိုင်ကိုယ်တော်မြတ်ကြီးဖရာ
မေတ္တာဖို့စာပိုင်လေးတွေရွတ်ဆိုရင်းနဲ့မေတ္တာပို့လို့လိုက်ကြရအောင်အလုံးလိုက်ဆိုပါစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်တတ္တဝါတွေကိုမာတန်တန်ပူပန်ဆွဲတဲ့ကိုစေရလည်းกินပါစေဒီတန်တန်ရံခတ်သိမ့်တို့ရှောင်းကတိတ်လို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်စေရလည်းกินပါစေဆင်းရဲကုန်ခံနိဗ္ဗာန်သံမြနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဝါရေတံပါပေစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်နတ်မြမာတွေကိုမာတန်တန်ပူပန်ဆွဲတဲ့ကိုစေရလည်းกินပါစေဘေးအတန်တန်ရံခတ်သိမ့်တို့ရှောင်းကတိတ်လို့ငြိမ်းပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်စေရလည်းกินပါစေဆင်းရဲကုန်ခံနိဗ္ဗာန်သံမြနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားဝါရေတံပါပေသဗ္ဗိတိယောဝဝဇန္တုသောကောရောဂဝိနာတတုမာတိဘဝံတန္တရာယသုတိတိကယုကောဘဝသဗ္ဗိတိယောအလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသမျှအပေါင်းတို့သည်ဝေဝေသံတုရှောင်လွဲပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မာဘဝတုမကြမရောက်ကြပါစေကုန်လေဒုက္ခိတောင်းကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြကုန်၏ဖြစ်၍ဒီကယုကသက်ရာတန်ကိုကျော်လန်းနိုင်ကြကုန်၏ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအတိတမေတ္တာပဋ္ဌာနာများပြုပြီးတော့ဒီနေ့ချမ်းမြေ့ရိပ်မြိုင်ကျောင်းတိုက်ရဲ့ဝါစုသင်္ကန်းဆက်ကလူတန်းပွဲဓမ္မသဘင်ခန္ဓာကိုခုချိန်ကစတင်းပြီးတော့ဖွင့်ပါတယ်လက်အုပ်လေးတွေအောက်ချထားပြီးတော့ကိုယ်ရည်ရှည်ထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ဒီနေ့ဘုန်းကြီးဟောမဲ့တရားကောင်းစဉ်ပရိသတ်ရဲ့ဆေးနဲ့အတူသင်္ကန်းလှူတဲ့ပါတယ်တော့အိုးရှင်ဘုရားတပည့်တော်တို့သောတော်စီစီကမသိလို့သိရင်ဆေးတွေပါဝယ်လာတာပေါ့ဒီလိုမထင်လိုက်ပါနဲ့ဘုရားရဲ့သင်္ကန်းအလှူဟာဆေးလှူရတာနဲ့လည်းတူတယ်တဲ့သင်္ကန်းလှူရတာကဘာတူတာနဲ့တူကိုတော့နဲ့သင်္ကန်းကတောက်လို့လည်းမရထိုးလို့လည်းမရပဲနဲ့ဒီသင်္ကန်းဟာဆေးအလှူနဲ့တူတယ်ဆိုတာ
ဘာသေးလို့မေးရင်ဘေးတိုင်းအသက်ကျယ်သေးတယ်ဘာသေးတယ်လဲဘိုးကနေပြီးတော့လူမတယောက်ဆေးရုံသွားဖို့တယ်ရန်ကုန်အာရှတော်ဝင်မှာ2 ရက် 3 ရက်လောက်နေတော့လူမကအခြေအနေမကောင်းဘူးတဲ့ဒါလူမကတော့အခြေအနေမကောင်းဘူးဘယ်လိုလဲဘကိုးပြန်ကြုံလားကြိုးမယ်ဆရာရဲ့လမ်းထဲမှာအသက်ထွက်မသွားအောင်လို့အသက်ကယ်သေးလေးထိုးပေးပါတဲ့ဘာသေးတယ်လဲကြားဘူးတယ်ဟုတ်လားအသက်ကယ်သေးတယ်ဘာသေးတယ်လဲအသက်ကယ်သေးလေးထိုးပေးပါတဲ့လမ်းထဲမှာပို့စုပ်ပဲဆက်မဖြစ်အောင်တခုခုမဖြစ်အောင်ဆရာအသက်ကယ်သေးလေးထိုးအေးဘယ်တစ်လုံးညာတစ်လုံးနှလုံးထိုးပေးလိုက်ပဲအသက်ကယ်သေးတယ်အဲ့တော့သင်္ဃာဒါနဟာလည်းပဲဘေးတတ်တယ်အသက်ကိုကယ်တဲ့ဆေးနဲ့တူလို့ဆေးနဲ့အတူသင်္ဃာလူဘာလဲတော့ပြောယောဇိနောစေဝရောဩဒီတောအရဟတဇောပရိဗုဒ္ဓအရဟံတေဟိတတမသောပူဇရရောမဟာရာဇမြတ်သောမင်းများဇိနောဟောင်းနွမ်းလေးပြီးသောအသစ်တောင်မဟုတ်ဘူးပြေးတိုင်းသင်္ကန်းအဟောင်းနဲ့ဇိနောဟောင်းနွမ်းလေးပြီးသောယောစီဝရောအကျဉ်သင်္ကန်းသည်အရဟတဇောအရဟတဘုမြတ်ပုဂ္ဂိုလ်တို့၏ယံကိုခွင့်ပြတစိတ်ခတ်သည်အမြအောင်လံတော်ရှိပါပေသည်ဩဒီတော်တကွန်ထိတ်ဖြားမှာဩဒီတော်တကွန်ထိတ်ဖြားမှာထင်ရှားစွာဆွဲထားအပ်ပါပေ၏အရဟံတေဟိယဟနာပေါင်းရှင်ကောင်းတို့သည်ပရိဗုဒ္ဓဝိယုံစင်မြန်းဝန်သုံးဆောင်အပ်သောသင်္ကန်းလည်းဖြစ်ပါပေ၏ဒါသမထို့သောကျေးဇူးအထူးများပြီးဂုဏ်ကျေးဇူးရှိလေသောကြောင့်သောထိုအရဟတသခေါ်တဲ့ဖန်ဝါစင်မြန်းမြတ်သင်္ကန်းသည်ပူဇနာရဟောလူနာမြမတတ္တဝါတွေဥခိုက်၍ပူဇော်ထိုင်သောသင်္ကန်းကြီးဖြစ်ပါပေပြီတကားသင်္ကန်းကိုဘေးတိုင်းအရဟတဇတဲ့အရဟတဇဘယ်လိုပြောလဲအရဟတတဇတဲ့အရဟတဖို့ရဲ့အောင်လံတဇဆိုတာအောင်လံယောစီဝရောကျင်သင်္ကန်းဒီအရဟတသောအရဟတဖို့ပုဂ္ဂိုလ်များတို့၏ယံကိုခွင့်ပြတစိတ်ခတ်သည်အမြအောင်လံတော်ကြီးလည်းဖြစ်ပါပေ၏ဩဒီတော်တကွန်ထိတ်ဖြားမှာထင်ရှားတော်လဲဆွတ်ထားအပ်ပါပေ၏တကွန်ထိတ်ဖြားမှာထူထားတဲ့တကွန်အောင်လံလိုပဲတဲ့သင်္ကန်းဟာအရဟတဇလို့ခေါ်တဲ့သာသနာအောင်လံလို့ဒီလိုဘုန်းကြီးတို့စာပေများသုံးတယ်ဘေးတိုင်းအဲဒီတော့သင်္ကန်းအလှူဒါနကိုဒီနေ့ဘုန်းကြီးကရတဲ့အချိန်လေးမှာပြောမလို့ဘာဖြစ်လို့သင်္ကန်းအလှူဒါနပြောတာတော့ဆိုဒီနေ့လှူတဲ့ပွဲကသင်္ကန်းကတ်တဲ့ပွဲဒီနေ့ဘာပွဲလဲတိုက်တိုက်ဆိုင်ဆိုင်ဘေးတိုင်းဒီနေ့ဟာဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာတော်မှာသင်္ကန်းစပေါ်တဲ့နေ့တဲ့သင်္ကန်းစပေါ်တဲ့နေ့ဟာလည်းပဲဒီနေ့ပဲဓမ္မစကြာခါတော်နေ့ဘာဖြစ်လို့သင်္ကန်းစပေါ်တာတော့ဆိုရင်မြတ်စွာဘုရားမိဂရာဟောတော်မှာပိဿဝေဒီငါးဦးကိုတရားဟောတဲ့နေရာမှာရှင်ကွန်တင်ညသောတာပန်တည်တယ်ဘယ်လိုသောတာပန်တည်အဉ္ညာတိဝတ္တဘောကွန်တင်ညောအဉ္ညာတိဝတ္တဘောကွန်တင်ညောရှင်ကိုတင်ညာသောတာပန်တည်လဲတည်ရောမြတ်စွာဘုရားကိုလျှောက်လို့မြတ်စွာဘုရားကအေယဘိက္ခုယဟံခေါ်တော့ရှင်ကိုတင်ညာရဲ့ခန္ဓာကိုယ်မှာသင်္ကန်းတွေလက်ပတ်တာဒါကြောင့်သင်္ကန်းစစဥဆုံးပေါ်တဲ့နေ့ဟာဒီနေ့သင်္ကန်းရဲ့လို့စစဥဆုံးမြင်ဘူးတာဟာဒီနေ့ရှင်ကိုတင်ညာရဲ့ခန္ဓာကိုယ်မှာသင်္ကန်းပါဌာနာမြင်တော့ဗတ္တိယတို့ဝပ္ပတို့မဟာနန္တို့အတ္တစီတို့ကအမဲသူတို့လည်းပဲဒီသင်္ကန်းဝှချင်စိတ်ပေါက်လာတယ်တဲ့သင်္ကန်းလှူဘူးမှသင်္ကန်းကိုလက်နဲ့ကင်ဘူးမှသင်္ကန်းမြင်ရင်သင်္ကန်းဝှချင်စိတ်ပေါက်တယ်သင်္ကန်းကိုရိုးသေးတယ်ဘုန်းကြီးတို့ဘုရားလောင်းတော့စရံဆင်မင်း
မစင်မင်းလေသာရန်စင်မင်းဇတ်တော်မှာဆွဲတော်နှစ်စုယူခိုင်းတာကသုလတုပ္ပတ္တာယူခိုင်းတာကဘယ်သူလဲလာယူတာကသောနုတ္တရမုတ်ဆိုးမို့လားမုတ်ဆိုးကြီးလာပြီးတော့ဘုရားလောင်းတော်ကြီးရဲ့အစွဲနှစ်စုကိုလာပြီးတော့ဖြတ်တဲ့အခန်းလေးဟာဘိသိက်အလွန်တရားမှအလောင်းတော်စရံစင်မင်းကြီးကြီးညိုဖို့ကောင်းတယ်သင်္ကန်းရဲ့ခုံကြီးလေးနည်းနည်းထပ်ပြောမယ်အဲ့ဒါတခါနဲ့စရံစင်မင်းကနေလေကင်းပြရေမိုးချိုးပြီးလို့ရှိရင်ကုန်းကမူလေးပေါ်တက်ပြီးတော့ရေတန့်ခန္ဓာကိုယ်ရေတွေခါခါပြီးတော့ခြံဒီပူသားလေးလုံးမုတ်ဆိုးကလာကြည့်နေတယ်ဒီစင်မင်းဘယ်လိုလုပ်တယ်လဲသူလုပ်တဲ့အချိန်တွေကြည့်ပြီးတော့ဒီအချိန်ကအချိန်ကောင်းမှရေချိုးပြီးတဲ့အချိန်အဲ့ဒါခမူလေးအောက်ထဲမှာလှိုင်နှောင်းတူးပြီးတော့မုတ်ဆိုးကအဲ့ဒီထဲဝင်နေတာအလောင်းတော်ကိုတတ်မလို့ဘုရားလောင်းတော်စရံစင်မင်းကြီးကိုအဲ့တော့သူဘယ်လိုလုပ်ထားလို့ဆိုရင်ဒီတိုင်းဆိုရင်တော့ငါအသက်သေးသေးအကြောင်းရှိတယ်ဆင်အားနဲ့ဖနှောက်နဲ့များနဲချလိုက်ရင်တော့ပြင်ငါသေမှာအဲ့တော့ငါဒီတိုင်းနေလို့မဖြစ်ဘူးဆိုပြီးတော့မုတ်ဆိုးကဘာလို့တုံးဆိုတော့ဘိယတိုင်သင်္ကန်းသွားငှားလာပြီးတော့သင်္ကန်းခြုံထားတယ်တဲ့ဘာခြုံထားလဲကရုံးလေးတုံးထားတာလည်းမဟုတ်ဘူးသိမ်ဝင်ထားတာလည်းမဟုတ်ဘူးဘယ်เจ้าကသင်္ကန်းတုံသွားငှားလာလည်းမသိဘူးအဲ့ဒါသင်္ကန်းငှားလာပြီးတော့သင်္ကန်းကြီးကောင်းမှုချုံပြီးတော့ဘာလုပ်လဲအဲ့ဒီခြုံပုံထဲမှာသူကအဲ့ဒီဘုရားလောင်းတော်နေတဲ့ဥမ္မေနိုင်ကောင်းအောက်ထဲကသူရပ်ပြီးတော့စောက်နေဘုရားလောင်းတော်ကြီးတဲ့ရေမိုးချိုးရေတန့်စင်ပြီးတော့အဲ့ဒီကုန်းကမူလေးပေါ်တက်ပြီးတော့ခန္ဓာကိုယ်ဘဝရေတွေခါချနေပူသာလေးလှုံနေတဲ့အချိန်မှာဘုရားတိုက်အဲ့ဒီသောနုတ္တရမုတ်ဆိုးကဘာလုပ်တယ်လဲဘုရားအလောင်းတော်ရဲ့ချက်တော်ကနေပြီးတော့တခါနဲ့ဘုရားလောင်းတော်ကိုမြားနဲ့ပြစ်ပါပြည့်တော့ဘုရားလောင်းတော်ရဲ့မြားကဘုရားလောင်းတော်ရဲ့ခန္ဓာကိုယ်ထဲဝင်သွားတော့ဘုရားလောင်းတော်ကရှင်းသားတယ်ဒီမြားပဲကလာတယ်လေအရှိအနောက်တောင်မြောက်မဟုတ်ဘူးငါအောက်တဲ့တွေကလာတာငါချက်ပေါက်ထွက်လာတာအဲ့ဒါဆိုရင်ရန်သူဒီအောက်မှာရှိတယ်အဲ့တော့ဒီရန်သူကဘယ်သူလဲသိရအောင်ဘုရားလောင်းတော်ကမအော်ဘူးဘိသိက်အနားမှာဆင်နေအများကြီးရှိတယ်နော်ဒါလည်းလို့အလောင်းတော်អော်လိုက်လို့ရှိရင်အဲ့ဒီဆင်တွေအကုန်လုံးဝိုင်းလာပြီးတော့ဟောဒီကျွင်းကိုဖြိုးရင်အဲ့ဒီမုတ်ဆိုးမတတ်တာဘူးအဲ့တော့ဘုရားလောင်းတော်ကဒီအောက်မှာရန်သူရှိမှန်းတော့သိနေပြီသို့တော်ဘယ်သူမှတော့မသိဘူးပေါ့ဒါလည်းဘယ်လိုလုပ်လိုက်တုံးဆိုတော့သူ့ရဲ့ပါလာတဲ့ဆင်အပေါင်းဖော်တွေကိုတောထဲကိုပြန်ဝင်စေတဲ့အတန်ကိုပေးလိုက်တော့ဆင်ချင်းတော့နားလဲတာပေါ့ဆင်တွေကဆင်နားလဲတာပေါ့ဆင်အတန်ပေးလိုက်တော့တို့အလောင်းတော်ကြီးကငါတို့ကိုတောထဲပြန်သွားစေရင်ပြီဆိုတော့အဲ့ဒီလိုသဘောပေါက်ပြီးတော့ဆင်တွေအလုံးတောထဲကိုလုံးဝင်သွားတော့မှဘုရားလောင်းတော်ကြီးကအောက်မှာရှိတဲ့ကောင်ကဘာကောင်လုံးဆိုတာသိအောင်ခွာနဲ့ရက်ပြီးတော့ပြေးတဲ့နှမောင်းနဲ့ပတ်ပြီးတော့မြောက်တင်လိုက်တော့မုတ်ဆိုးကဘာခြုံသားလဲသင်္ကန်းလည်းမြင်လိုက်တော့ပြေးတဲ့ဟာဖြည်းဖြည်းလေးပြန်ချသင်္ကန်းလည်းမြင်လိုက်တော့ဖြည်းဖြည်းလေးပြန်ချအမှန်မှန်ကတော့နှမောင်းနဲ့ပတ်ပြီးတော့သစ်ပင်နဲ့ရိုက်ပြီးတော့ခြေထောက်နဲ့ခွာနဲ့နင်းဒီလိုလုပ်လို့ရတယ်သို့တော်ပြေးတဲ့အလောင်းတော်ကြီးရဲ့မျက်လုံးထဲမှာသင်္ကန်းရောင်တဲ့ဘာရောင်မြင်လိုက်လဲအဲ့ဒီသင်္ကန်းရောင်လေးကိုမြင်လိုက်တော့ဘုရားလောင်းတော်စရံစင်မင်းဘာလုပ်လဲနှမောင်းနဲ့ပွေးပြီးတော့အရိယာသူတော်စင်ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်ချလို့လေပြီးတော့နှမောင်းလေးနဲ့တွန်းပြီးတော့သင်္ကန်းလည်းဖွင့်ကြည့်ရောအထဲမှာအရိယာလားမုတ်ဆိုးလားမုတ်ဆိုးကိုမြင်သွားတာမုတ်ဆိုးကိုမြင်သွားတော့မှမုတ်ဆိုးရဲ့သင်ပါလို့တာလည်းငါ့ကိုဘာဖြစ်လို့တတ်တာလဲဒီလိုပဲသုလတုပ္ပဒါကဆွဲနေစုလိုချင်တယ်ဆိုလို့လူခံပါတယ်ပေါ့တို့လိုပြောလို့ခဏစရံစင်မင်းစာဟောတာမဟုတ်ဘူးအဲ့တော့ပြောတဲ့အခါကျတော့မှဘုရားလောင်းတော်ကအစွမ်းနဲ့စုဖြတ်ပေးတော်မူတယ်အဲ့တော့ဘိသိက်အလောင်းတော်များဘဝများစွာမှာဒီလိုဝါဆိုသင်္ကန်းတွေကထိန်သင်္ကန်းတွေလှူခဲ့ဘူးတော့ဒီသင်္ကန်းကိုကင်ခဲ့ဘူးတော့ဒီသင်္ကန်းဆိုတဲ့အတန်ကိုကြားခဲ့ဘူးတော့အလောင်းတော်များဟာသင်္ကန်းမြင်ယိုသေးတယ်တဲ့သင်္ကန်းမြင်မုံများထားတယ်ဒါကြောင့်မုတ်ဆိုးရဲ့အသက်ကိုကယ်လိုက်တာသင်္ကန်းမုတ်ဆိုးအသက်ကိုကယ်လိုက်တာဘယ်သူလဲအဲ့ဒီသင်္ကန်းဟာဘိသတ်တေဘုရားစားကြည့်တဲ့ရိယာသူတော်ကောင်းကြီးတွေဝတ်တဲ့သင်္ကန်းနဲ့ဒါကြောင့်ဘုန်းကြီးတို့မြတ်စွာဘုရားသာသနာတော်မှာအမြင့်ဆုံးပုဂ္ဂိုလ်ပြောရင်မြတ်စွာဘုရားအမြင့်ဆုံးကဘယ်သူလဲအဲ့ဒီမြတ်စွာဘုရားတဲ့အောက်ကိုနည်းနည်းနှိပ်ပြောရင်ပိစိကဗုဒ္ဓတဲ့အောက်ကိုနည်းနည်းနှိပ်ပြောရင်ဘယ်သူတဲ့လဲအောက်ကိုတစ်ဆင့်နေရင်ယဟန္တာအောက်ကိုတစ်ဆင့်နေရင်အနာဂံအောက်ကိုတစ်ဆင့်နေရင်တဂရဂံအောက်ကိုတစ်ဆင့်နေရင်သောတာပန်ဟောအောက်ကိုတစ်ဆင့်နေရင်ပုထုဇဉ်
အောက်ကနေပေါ်ပြန်သွားမယ်ပုထုဇဉ်နဲ့သောတာပန်နဲ့တရားဂါနဲ့အနာဂါနဲ့ယဟန္တာတဲ့ပိစိကဗုဒ္ဓတဲ့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားတဲ့အဲ့တော့ယဟန္တာကိုသာထားပြီးတိုင်းသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားနဲ့ပိစိကဗုဒ္ဓဒီငါဝါလူပမပြုသာကဲမှုယောက်ျားမြတ်ဘုရားတို့တရားရောက်ဝါထွန်းလင်းကြလဲဒီငါဝါလူသဲသူမကပွင့်တော်မူသွားတဲ့ဘုရားတွေပိစိကဗုဒ္ဓအဆူဆူတို့ဟာပြေးတဲ့သင်္ကန်းဝေးရမယ်တဲ့ဘာဝေးရမလဲတဲ့သင်္ကန်းမဝေးဘဲနဲ့ဘုရားမဖြစ်ဘူးဘာမဝေးဘဲနဲ့ဘာမဖြစ်လူဝိလူသားနဲ့ပထိုးနဲ့အင်ကြီးနဲ့ခေါင်းပေါင်းကြီးနဲ့ဖျားဖြစ်သွားတာတဆူမှမရှိဘူးတဲ့ဖျားမှန်တယ်မြဖျားတိုင်းကသင်္ကန်းဝေးရတယ်ဖျားတိုင်းဘာဝေးရတယ်လဲတရားဆိုလိုက်သားမှာဖျားတိုင်းမှာသင်္ကန်းသာမှန်စွာဝေးရသည်ဖျားတိုင်းမှာသင်္ကန်းသာမှန်စွာဝေးရသည်သင်္ကန်းမဝိညာမြတ်ဖယားဖြစ်သွားမရှိပြီသင်္ကန်းမဝိညာမြတ်ဖယားဖြစ်သွားမရှိပြီဟောဖယားနဲ့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားနဲ့ပြည့်စုံသောဘုရားဘုရားအဆူဆူခင်းကသဲတူပွင့်တော်မူကြတဲ့ကိုတော်ဘုရားတွေဟာသင်္ကန်းမဝိဖဲနဲ့ဘုရားမဖြစ်ဘူးတဲ့သင်္ကန်းဟာဘုရားကအစဝတ်တဲ့သင်္ကန်းဒီနေ့ငါတို့လှူဒန်းရတယ်ဆိုတာဝမ်းသာဖို့လို့ဒါပြောနေတယ်ဇလဝလားဘေးတိုင်းဝမ်းသာဖို့လို့ဒါပြောနေတယ်အဲ့ဒါဓမ္မအကျိုးကိုသိပြီးတော့အကြောင်းကိုသိပြီးတော့လှူရတာနဲ့အကျိုးအကြောင်းမသိဘဲနဲ့သူများလူလို့လှူရတာနဲ့အလှူချင်းမတူဘူးတဲ့တူသလားအရသာချင်းလည်းမတူဘူးအာယုံပြုရတာချင်းလည်းမတူဘူးအဲ့တော့ဘုန်းကြီးကဒီနေ့ဆွေတွေသွေးတွေနဲ့ရှားထားပွေထားတဲ့ရလာတဲ့သင်္ကန်းတွေကိုဒီနေ့ဘုန်းကြီးတို့တရားဓမ္မတွေကလာရောက်ပြီးတော့လှူတဲ့နေရာမှာအကျိုးသိစေခြင်းလို့မသိစေခြင်းလို့လေသူပြောငါပြောနဲ့လှူတဲ့အလူမျိုးနဲ့အကျိုးသိပြီးတော့လှူတဲ့အလူမျိုးနဲ့အကျိုးပေးခြင်းတူပါမလားဒီနေရာမှာဥပမာပေးရင်ပြေတတ်တယ်ရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားတဲ့ဘယ်သူနဲ့တဲ့ရှင်သာရိပုတ္တရာကိုတော်ကြီးမှာသင်္ကန်းတစ်စုံပုံနေတယ်တဲ့သင်္ကန်းတစ်စုံရှိတယ်တဲ့အဲ့တော့တနေ့တော့စိတ်ကူးတယ်ရှင်သာရိပုတ္တရာကငါပုံနေတဲ့သင်္ကန်းကိုမြတ်စွာဘုရားကိုသွားလှူမယ်ရှင်သာရိပုတ္တရာကသူ့သင်္ကန်းဘယ်သူလှူမယ်မြတ်စွာဘုရားကိုလှူမယ်တဲ့တိုက်ဆိုင်မဲ့ဘုရားတိုင်မြတ်စွာဘုရားကလည်းသင်္ကန်းတစ်စုံရထားတယ်တဲ့အဲ့တော့မြတ်စွာဘုရားကလည်းကိုင်းဒီသင်္ကန်းကိုသာသနာတော်မှာလက်ရတော်ရန်ဖြစ်တဲ့ငါသာတော်ကြီးငါဘုရားပြီးရင်သူပဲရှိတာသာသနာတော်မှာအကြီးဆုံးအဲ့တော့သာတော်ကြီးသာရိပုတ္တရာလာရင်ငါဘုရားကသာရိပုတ္တရာကိုသင်္ကန်းလှူမယ်နှစ်ပါးဟာစိတ်ထားချင်းသွားတူနေတယ်ရှင်သာရိပုတ္တရာကလည်းသူရှိတဲ့သင်္ကန်းကိုဘယ်သူလှူမယ်မြတ်စွာဘုရားကလည်းသူရှိတဲ့သင်္ကန်းကိုဘယ်သူလှူမယ်ရှင်သာရိပုတ္တရာကိုလှူမယ်တဲ့ဒါနဲ့ရှင်သာရိပုတ္တရာကသင်္ကန်းလေးကင်လာပြီးတော့သုံးတော်ကြည့်တော်မူတော်မြတ်စွာဘုရားဒီသင်္ကန်းလူခံတော်မူပါဘုရားဘုရားကအေးကောင်းပြီသင်္ကန်းလူခံရှင်သာရိပုတ္တရာဥချလို့ပြီးတော့မြတ်စွာဘုရားကရှင်သာရိပုတ္တရာမပြန်နဲ့အောင်ရှင်သာကိုငါဘုရားသင်္ကန်းလူအောင်မယ်ဘုရားကပလင်မော်တင်ထားတဲ့သင်္ကန်းလေးဆွဲလာပြီးတော့ရှင်သာရိပုတ္တရာကိုသင်္ကန်းပြန်လှူတယ်အဲ့တော့သင်္ကန်းချင်းလည်းတူတယ်တူလားမတူဘူးလားအဲ့တော့ဘုရားကြီးဒီနေရာမှာပြောကြဆိုရှင်သာရိပုတ္တရာလှူတဲ့သင်္ကန်းနဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့သင်္ကန်းအဲ့ဒီနှစ်ခုရဲ့အကျိုးကိုကြည့်ရင်ဗျာဘယ်သူသင်္ကန်းကအကျိုးကြည့်သူများမလို့မေးရင်ဘုရားကြီးတာမန်ပြောရင်တော့ရှင်သာရိပုတ္တရာကအကျိုးများတာဗောများလားမများဘူးလားသူကဘုရားလှူရတာဟုတ်ဘယ်လိုလှူရတာလဲဘုရားလှူရတာမြတ်စွာဘုရားသင်္ကန်းကသားပြန်လှူရတာဆိုတော့ဘုရားတဲ့အဖြစ်နေတာပဲယဟန္တာကိုလှူရတာအဲ့တော့ရှင်သာရိပုတ္တရာလှူတဲ့သင်္ကန်းက
မြတ်စွာဘုရားကိုလှူရတဲ့သင်္ကန်းဒါကြောင့်မလို့ရှင်သာရိပုတ္တရာသင်္ကန်းကပို့ပြီးတော့အကျိုးများတယ်လို့မထင်လိုက်ပါနဲ့လေမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူရတဲ့သင်္ကန်းကမှပို့ပြီးတော့အကျိုးများတယ်တဲ့ဘာဖြစ်လို့လို့ဆိုရင်မြတ်စွာဘုရားသည်ဒါနရဲ့အကြောင်းကိုအကုန်သိတယ်သိလားမသိဘူးလားသိပါဘူးသင်္ကန်းဆိုရင်ဘာအကျိုးရမယ်သင်္ကန်းရဲ့အကျိုးကဘယ်လိုဆိုတာရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားနဲ့ဆိုရင်မြတ်စွာဘုရားကပိုသိတယ်လေသဗ္ဗညုတဉာဏ်ရှိလို့ဘာဉာဏ်ရှိလို့လဲအဲ့တော့ပြောချင်တာကဘေးတိုင်ဒါလေးမှတ်တာအလူလုံးတဲ့နေရာမှာနော်ကုသိုလ်ကောင်းမှုတစ်ခုလုပ်တဲ့နေရာမှာကိုလှူရတဲ့အကျိုးဟာဘာတွေဘယ်လိုအကျိုးရှိလဲသာသနာတော်ဘယ်လိုအကျိုးများလဲကိုယ့်အတွက်ဘာတွေအကျိုးရှိတော့ဆိုတာသိပြီးတော့လှူရတာနဲ့မသိဘဲနဲ့ရမ်းလှူရတာနဲ့ဆိုရင်သိပြီးလှူရတာကအကျိုးမများဘူးလားဒါကြောင့်ခဏသိစေခြင်းလို့ဘာဖြစ်စေခြင်းလို့လဲသိစေခြင်းလို့ဒီဝါဆိုသင်္ကန်းလှူရတဲ့အကျိုးဟာဘယ်လိုထိအောင်သွားတယ်လဲဖေ။ပြောနေပြီပရိသတ်သင်္ကန်းဟာဖယားဝတ်တာဘယ်သူဝတ်တာလဲမြတ်စွာဘုရားဝတ်တယ်ပိဋကဗုဒ္ဓတွေဝတ်တယ်သင်္ကန်းမဝတ်ဘဲနဲ့ဖယားမဖြစ်ရဘူးလူဝတ်လူသားနဲ့ဖယားမဖြစ်ရဘူးလူဝတ်လူသားနဲ့ပိဋကဗုဒ္ဓမဖြစ်ရဘူးကဲအဲ့ဒါဆိုရင်ဖယားကနေပြီးတော့အောက်ကိုတစ်ဆင့်ဆင်းလာလိုက်စမ်းအောက်ကိုတစ်ဆင့်ဆင်းလာယဟန္တာတဲ့ဗါတဲ့လေပရိသတ်ကဲယဟန္တာတဲ့ဗမာလည်းမသိဘူးအခုပြောတာကြားနေတဲ့အသက်80 90ကျော်ဆရာတော်ကြီးတွေဘယ်ရွာမှာတဲ့ဘယ်မြို့မှာတဲ့အဲ့ဒီဆရာတော်ကြီးကယဟန္တာကြီးတွေဟောဒီနေ့ပြောနေကြတာဘယ်မှာလဲယဟန္တာတဲ့ဆိုသွားတယ်အဲ့တော့ကောင်းပြီဘယ်လိုဖြစ်တယ်လဲပြောပါဦးဘာလို့ယဟန္တာလို့သမုတ်လိုက်တာလို့ဆိုတော့ဟောတဲ့နေမကောင်းတော့ဆေးုံမှာဆေးသွားကူတော့ဓမ္မရိုက်တယ်တဲ့ဘာရိုက်တယ်တဲ့လဲဓမ္မရိုက်တော့ဆရာတော်ကြီးအယိုးတွေကတခါတည်းအဲ့ဒီမှာခွဲသက်တွေဖြစ်နေလို့တဲ့ဒါကြောင့်ဆေးုံကပြောလိုက်တယ်ယဟန္တာလို့တဲ့ဟောဆရာဝန်ကအဲ့တော့စဉ်းစားကြည့်သားမှာဘုရားတိုင်ဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာတော်မှာသောတာပန်အကြောင်းကိုသိတယ်။ဘာအကြောင်းသိတယ်။သောတာပန်ကသဂရကအကြောင်းကိုမသိဘူး။အနာဂံအကြောင်းကိုမသိဘူး။ယဟန္တာအကြောင်းကိုမသိဘူး။အတူချင်းချင်းပဲသူသိတယ်။သောတာပန်ကသောတာပန်မသိတယ်။သဂရကလည်းသဂရကအကြောင်းပဲသိတယ်။အနာဂံကလည်းအနာဂံအကြောင်းပဲသိတယ်။ယဟန္တာကလည်းယဟန္တာအကြောင်းသို့တော့ယဟန္တာဖြစ်သွားပြီဆိုရင်တော့အောက်ကသူကသောတာပန်သဂရကအနာဂံသုံးဆင့်ကိုကျော်လာတာမို့လို့အောက်ကိုလည်းသူသိနိုင်တယ်။အဲ့တော့တို့ပြောလိုက်ကြပါစို့ဟဲ့လားတာမန်ပုထုဇဉ်ဆရာဝန်တယောက်ကဒီဘုန်းကြီးကယဟန္တာဒါယဟန္တာကြီးဒီဘုန်းကြီးကသောတာပန်လို့သူပြောတယ်ဆိုတာပြီးတဲ့သဘာဝမကြဘူးကြားသလားဘယ်လိုသူမှတရားနဲ့အထောက်ထားတာမို့ तू ကဘာအရှင်းရှိလို့ဒီဆရာတော်ကယဟန္တာဖြစ်တယ်လို့ तू ပြောခွင့်ရှိတော့ဆိုတာဒါရှင်းသားတွေကကောင်းတဲ့အချက်ပဲအဲ့ဒါပြောကြတယ်အသက်80 90ဆရာတော်ကြီးယဟန္တာကလည်းငယ်ငယ်ယဟန္တာတစ်ခါမှမပေါ်ဘူးဖြစ်နေတယ်အသက်စိတ်လောက်ကိုတော့ယဟန္တာဖြစ်တယ်လို့ခါကြဘူးနော်အသက်80 90ဘုန်းကြီးအိုကြီးတွေဆရာတော်ကြီးတွေဆိုအဲ့ဒါယဟန္တာနဲ့သွားနေကြတာပဲပြိဿရေအဲ့တော့ဒီမှာပြောကျင်တာကဘုန်းကြီးတို့တရားတော်မတွေနားလည်နေတာကယဟန္တာဆိုရင်ဘုန်းကြီးအိုကြီးတွေကြီးပဲထင်တယ်မဟုတ်ဘူးကိုရင်ယဟန္တာရှိတယ်ဗာယဟန္တာရှိတယ်အမကိုရင်သင်မသေးတဲ့အသက်10 နှစ် 17 နှစ် 12 နှစ်9 နှစ် 10 နှစ်ဒီအရွယ်တွေသောဘာကသာမဏေတဲ့ပဏိဒသာမဏေတဲ့ယေဝဒသာမဏေတဲ့သုမနသာမဏေတဲ့ကျန်ဘုရားလက်ထက်ကတော့9 နှစ် 10 နှစ် 9 နှစ် 10 နှစ်နဲ့ကိုရင်ယဟန္တာဗာယဟန္တာလဲအဲ့ဒီကရှိနေတဲ့သူကဥစဉ်ယဟန္တာတွေလည်းရှိတယ်ဗာယဟန္တာလဲဥစဉ်ယဟန္တာတွေလည်းရှိတယ်ဥစဉ်ဆိုတာမှတ်ထားအောင်အဲယဟန်စဖြစ်တဲ့နေရာနေ9 ဝအတွင်းကိုဥစဉ်လို့ခေါ်တယ်ယဟန်စဖြစ်တဲ့က9 ဝအတွင်းကိုဘာခေါ်လဲ10 ဝဆိုရင်ဘုန်းကြီးခေါ်တယ်10 ဝဆိုရင်ဘာခေါ်လဲဝါ20ဆိုရင်ဆရာတော်တဲ့ဝါ20ဆိုရင်ဗါတဲ့ဝါ20ကျော်သွားလို့ရှိရင်ဆရာတော်ဘုရားကြီးတဲ့ဝါ20ကျော်သွားရင်ဘယ်လိုခေါ်လဲအဲ့တော့ဥစဉ်ယဟန္တာလည်းရှိတယ်ဘုန်းကြီးယဟန္တာလည်းရှိတယ်ဆရာတော်ယဟန္တာလည်းရှိတယ်ဆရာတော်ကြီးတွေယဟန္တာလည်းရှိတယ်ဩအဲ့ဒီကနေတစ်ဆက်တည်းသွားဖို့မရသေးဘူး
လူယဟန္တာတဲ့ဘာယဟန္တာတဲ့ဟဲ့လူလည်းယဟန္တာရှိတယ်မထမ်းတော့ယဟန္တာဆိုတာသင်္ကန်းဝင်းနဲ့ဘုန်းကြီးကိုကြီးတည်းယဟန္တာထင်မနေနဲ့ပစိုးနဲ့အင်ကြီးနဲ့တိုက်ပုံနဲ့ခေါင်းပေါင်းနဲ့လူယဟန္တာရှိတယ်ဘာယဟန္တာရှိတယ်အိုးကိုရသက်တေပြနာမှာဆိုပြလို့ရတာပဲဖရာရဲ့ခမဲတော်ကြီးသုတ်တော်ရဏဘယ်သူလဲသုတ်တော်ရဏမင်းကြီးကဘယင်းတိုင်းယဟန္တာကြီးသုတ်တော်ရဏမင်းကြီးကဘာကြီးလဲဘောင်းနေငတောင်းနေဆလွယ်လေးနဲ့ပစိုးနဲ့အဲ့ဒါလူယဟန္တာဘာယဟန္တာလဲဒါမင်းအောက်ကပြန်ပြောမယ်လူယဟန္တာရှိတယ်ကိုရင်ယဟန္တာရှိတယ်ဥသိယဟန္တာရှိတယ်ဘုန်းကြီးယဟန္တာရှိတယ်ဆရာကြီးတွေယဟန္တာရှိတယ်ဒါအမျိုးသားတွေဘက်ကထားလိုက်တော့အမျိုးသမီးတွေဘက်ကပြောမယ်အမျိုးသမီးတွေဘက်ကလည်းပဲတာမဏေမလေးတွေကိုရင်မလေးတွေယဟန္တာရှိတယ်ကိုရင်မိမလေးတွေကိုရင်မလေးတွေတာမဏေရီလို့ခေါ်တယ်စာထဲမှာခဏပြောရင်တော့သီလရှင်ပောက္ခနာလေးတွေယဟန္တာရှိတယ်သူတို့လည်းငယ်ငယ်နဲ့ယဟန္တာဖြစ်နေတယ်အဲ့ဒီကနေ20စိတ်30 40 50 60 80 80ဘိက္ခုနီမကြီးတွေပရာဇာကြီးတို့ဥပ္ပလောတို့ခေမာတို့ယသောတရားတို့ဗရကေသနာတို့သဇနဗရကလျာဏီတို့အိုးဘုရားလက်ထက်ကယဟန္တာကြီးတွေအများကြီးပဲယဟန္တာမကြီးတွေအမျိုးသားတွေဘက်မှာ9 ယောက်တောင်ရှိတယ်ဘေးတိုင်း2 ယောက်ကတော်တော်ထင်ရှားတယ်တန်တတိအမတ်ကြီးနဲ့ခရရဲ့ခမဲတော်သုရောဒနာမင်းကြီးတဲ့အဲ့တော့ဒီမှာယဟန္တာဆိုတာဘယ်လိုဉာဏ်ကိုရတာလို့ဆိုရင်အရဟတမေအရဟတဘုံဉာဏ်ကိုရတာအဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာမှာမြတ်စွာဘုရားတရားဟောသွားတာ45နှစ်ဘုရားတရားဟောသွားတာဘယ်နှစ်နှစ်45နှစ်တိုင်းတိုင်းတရားတွေဟောမြတ်စွာဘုရားပြိဋိဘံစံသွားတော့အဲ့ဒီတရားတော်တွေအလုံးပြန်စုတော့ပိဋက3 ပုံနဲ့တရားတော်တွေအလုံးပြန်စုတော့ပါတယ်လေပိဋက3 ပုံစာအုပ်အားဖြင့်42 အုပ်သာဝါဖြင့်လောက်လေ42 ဥစ္စာတွေများတာကိုရောရဲ့မဖတ်နိုင်ပါဘူးမဖတ်ခြင်းမဖတ်နဲ့ပိဋက3 ပုံအတိုးချုပ်ပေးလိုက်ပါဆိုရင်သီလသမာဓိပညာတဲ့ပိဋက3 ပုံအတိုးချုပ်ရင်ပါတယ်လေအဲ့တော့သီလသမာဓိပညာဟာပိဋက3 ပုံပဲပြည့်တာဘုရားဟောဒေသနာတော်ပဲအဲ့တော့သီလအကြောင်းမပြောဘူးထားလိုက်သမာဓိအကြောင်းမပြောသေးဘူးထားလိုက်ပညာအကြောင်းပြောမယ်ဘာအကြောင်းပြောလဲပညာဟာဉာဏ်ပဲပညာဟာဘာလဲအဲ့တော့ကိုရောတို့သာသနာတော်မှာဉာဏ်တွေဘယ်နှမျိုးရှိလို့ဆိုရင်မှတ်တော်ပြည့်တိုင်းဝိပဿနာဉာဏ်ဗါတဲ့လေသောတာပတ္တိမဉ္ဇဉ်ဘုညာတက္ကတဂမိမဉ္ဇဉ်ဘုညာအနာဂမိမဉ္ဇဉ်ဘုညာအရဟတမေအရဟတဘုညာဒါပညာအုပ်စုအဲ့တော့အခြေခံဉာဏ်ပြန်ပြောမယ်အခြေခံဉာဏ်ကဝိပဿနာဉာဏ်ဘာဉာဏ်တဲ့လဲအဲ့တော့ဘုန်းကြီးတရားဝေထဲမှာထက်တယ်ပြီးတော့ဆိုနေတာဝိပဿနာဉာဏ်အမြင်မှမရသေးသမျှတော့မအေးရပဲချင်းဝိပဿနာဉာဏ်အမြင်မှမရသေးဘူးဆိုရင်မအေးနဲ့တဲ့အဲ့တော့ဝိပဿနာဉာဏ်ဆိုတာဘာလဲခန္ဓာတဲ့ဉာဏ်ဆိုင်ပြီးတော့ခန္ဓာရဲ့ဖြစ်တာတွေပြက်တာတွေဝေဒနာသဘောထင်ရှားတာတွေရှုတချို့ကပြောတယ်တရားမှတ်တော့မှာဗျာခါကလည်းနားတာပေါင်းကလည်းကြိုက်တာဒူးကလည်းနားတာတဲ့ဩတရားမမှတ်ခင်လည်းနားနေတာတရားမှတ်မှနားတာမဟုတ်ဘူးတရားမှတ်တော့မှခန္ဓာကိုယ်နဲ့စိုက်ကြည့်တော့မှဝေဒနာသဘောဩငါခန္ဓာကိုယ်ကြီးငါအကောင်းထင်နေတာအကောင်းထင်နေတာအခုတော့မကောင်းပါလားအနိစ္စမမြဲတဲ့လက္ခဏာဒုက္ခဆင်းရဲတဲ့လက္ခဏာအနတ္တအစိုးမရတဲ့လက္ခဏာလက္ခဏာဉာဏ်3 ပါးထင်မြင်ရှုဝိပဿနာဉာဏ်တစိုက်မှရှုသွားတက်သွားပြီပြည့်တိုင်းသောတာပတ္တိမဉ္ဇဉ်ဘုညာသဂရဂမိမဉ္ဇဉ်ဘုညာအနာဂမိမဉ္ဇဉ်ဘုညာအရဟတမေအရဟတဘုညာကိုရရင်ယဟန္တာဖြစ်ပြီဘာဖြစ်သွားလဲယဟန္တာဖြစ်သွားတာဘာဖြစ်သွားလဲယဟန္တာဖြစ်ရင်ဘဝကသိမ့်ပြီယဟန္တာဖြစ်ရင်ဘာဖြစ်လဲအဲ့တော့ယဟန္တာဖြစ်ရင်ဘဝကသိမ့်ပြီဆိုတော့ကိုရင်လေးအားထုတ်ရင်ကိုရင်ယဟန္တာဖြစ်မလားမဖြစ်ဘူးလားဥစဉ်အားထုတ်ရင်ဥစဉ်ယဟန္တာဖြစ်မလားဖြစ်ဘူးလားလူအားထုတ်ရင်လည်းလူယဟန္တာဖြစ်သလားမဖြစ်ဘူးလားအဲ့တော့အားထုတ်ဖို့အရေးကြီးတယ်ဘာလို့ဖို့အရေးကြီးလဲအဲ့တော့အားထုတ်တယ်ဆိုတဲ့နေရာမှာလည်းပဲသောတာပန်တည်သွားလို့သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားရင်သောတာပန်ကအေးနေလို့မရသေးဘူးတဲ့သရဂံဖြစ်အောင်အားထုတ်ရအောင်မယ်
မဖြစ်အောင်အထုအောင်တက္ကရာကံကလည်းငါတက္ကရာကံဖြစ်ပြီးအေးမနေနဲ့အနာဂတ်ဖြစ်အောင်အထုရအောင်ပဲအနာဂတ်ကလည်းပဲအေးမနေနဲ့ယဟန္တာဖြစ်တဲ့ဒီအထုပါအောင်ပဲယဟန္တာဖြစ်ပြီးဆိုရင်တော့ခေါင်းမှုဆုံပြီးအိတ်နေတော့တယ်ဘာလို့မှမရှိတော့ဘူးလေဘဝပြတ်ပြီးမပြတ်ပြီးလေဘဝပြတ်ပြီးယဟန္တာဖြစ်တော့ဘဝသာပြတ်ပြီးအေးစစ်စစ်နေတော့ကိစ္စအလုံးပြီးပြီဒါကြောင့်ဘုရားလက်ထက်ကယဟန္တာထေကြီးထေရယဟန္တာမကြီးတွေယဟန္တာဖြစ်တဲ့နေ့မှာပြောတဲ့စကားပိဋကရဲ့ကတံဗုဒ္ဓကသာသနာတဲ့သာသနာတော်မှာပြည့်ဝရကိစ္စအလုံးကပြုပြီးပြီဘာမှလုပ်ကြရလို့မရှိတော့ဘူးအေးသွားပြီအဲ့တော့ဒီမှာသွားလိုက်ကြတော့ဘုရားအဖေသုတ်တော်ရဏမင်းဗာမင်းလဲသုတ်တော်ရဏမင်းကြီးဒီဘုရားတရားနာပြီးတော့သောတာပန်တည်တယ်အဖေတရားဟောတာလမ်းတဲ့တရားဟောလာအဖေလည်းလေးဆွဲပြီးတော့တာဘာဖြစ်လို့ငါသားဆုံးခံသွားလဲကွယ်အဖေနန်းတော်မှာလာပြီးတော့ကိုတော်နဲ့ကြိုက်တဲ့အချိန်တက်သားသားမှာဘယ်နဲ့ရွာလဲလျှောက်ပြီးတော့ဒီလိုလျှောက်တောင်းနေတယ်လေတာကီမျိုးဟိဒီလိုတောင်းတာထုံးတာမရှိဘူးအဲ့တော့ဒီမှာလာလိုက်ခဲ့ဆိုပြီးတော့ဖယားလက်ကိုသုတ်တော်ရဏမင်းကြီးကဆွဲပြီးတော့နန်းတော်ထဲခေါ်လာတာအဲ့ဒီချိန်သားဖတ်နဲ့တရားဟောတာလေတရားဟောတော့လမ်းထဲမှာနေမဲ့အနာသောတာပန်တည်တဲ့နန်းတော်ထဲရောက်ဘုရားဆော့ကတော့ဘုရားတရားဆက်ဟောတယ်ပြီးရင်သက္ကရာကံတည်တယ်နောက်လေမြတ်စွာဘုရားနန်းတော်ထဲသွားတာအနာကံတည်တယ်ဟောအရဟတဘောပေါက်ယဟန္တာဖြစ်တာကြတော့သုတ်တော်ရဏမင်းကြီးကသူ့အတူဆက်အားထုတ်သွားတာဆက်အားထုတ်သွားရင်လည်းယဟန္တာဖြစ်သွားတာအဲ့တော့သုတ်တော်ရဏယဟန္တာဖြစ်တဲ့အချိန်မှာမြတ်စွာဘုရားကပိလုံးမှမရှိဘူးဘုရားခရီးထွက်တော်မူနေတယ်အဲ့တော့ဒီမှာလူယဟန္တာအကြောင်းပြောတော့မယ်လူယဟန္တာဘယ်လိုလဲသုတ်တော်ရဏမင်းကြီးဘုရားအဖေပေါင်းနေတောင်းနေစလွယ်လေးနဲ့အဲ့တော့သူရသွားတဲ့ဉာဏ်ကအရဟတဇလို့ခေါ်တယ်အရဟတဖို့ယဟန္တာဉာဏ်ရှင်းရှင်းပြောရင်ဘိသတ္တေအဲ့ဒီသုတ်တော်ရဏမင်းကြီးရထားတဲ့ဘွဲကယဟန္တာတဲ့ရထားတဲ့ဘွဲကဘာဘွဲတဲ့ဒါပြီးရှင်သာရိပုတ္တရာလည်းယဟန္တာရှင်မောက္ခလလည်းယဟန္တာဟောဘွဲချင်းမတူနေဘူးလားဟောဘွဲချင်းတူနေတယ်သို့တော်ပရိသတ်ဝတ်တဲ့အဝတ်ကြတော့မတူဘူးတူသလားဟိုးရှင်သာရိပုတ္တရာတို့ရှင်မောက္ခလတို့ဝတ်တဲ့အဝတ်ကသင်္ကန်းရှင်သာရိပုတ္တရာတို့ရှင်မောက္ခလတို့ဝတ်တဲ့ဝတ်ကဘာနဲ့လဲသုတ်တော်ရဏမင်းကြီးဝတ်တဲ့အဝတ်ကလူဝတ်ကြီးဘာဝတ်ကြီးလဲတာမတူတူငါလူသားတွေဝင်နေတဲ့အဝတ်ကြီးတဲ့တော့ဒီမှာယာထူးနဲ့အဝတ်နဲ့မလိုက်ဘူးဘာနဲ့မလိုက်ဘူးလေယာထူးနဲ့အဝတ်နဲ့မလိုက်ဘူးဥပမာနားလေအောင်ပြောမယ်ပြည့်တိုင်းဒီနေ့ဘုန်းကြီးတို့နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်တဲ့နိုင်ငံတော်သမ္မတဆိုပြီးတော့အခုဒီမှာနိုင်ငံတော်ခန္ဓာတွေမှာဟာလာတာမခလွာတွေဘာတွေပြရတဲ့အခါမျိုးတွေကြည်စမ်း TV မှာနိုင်ငံတော်သမ္မတကြီးဝတ်ထားတာအောက်ကတခါတောင်ရှိပစိုးကြီးနဲ့ရင်ပုံးအင်ကြီးကြီးနဲ့စလွယ်ကြီးနဲ့ဟောတွေ့လားသူ့ယာထူးနဲ့သူ့အဝတ်စားနဲ့လိုက်အောင်ဝတ်ရတယ်ဟုတ်တယ်မဟုတ်လားအဲနိုင်ငံတော်ခန္ဓာတဲ့နိုင်ငံတော်အဝတ်စားနိုင်ငံဝတ်စုံညမဝတ်စုံကြီးနဲ့တခါတောင်ရှိပစိုးကြီးနဲ့ရင်ပုံးအင်ကြီးကြီးနဲ့နော်ဆွေစလွယ်ကြီးလွယ်ပြီးတော့ကောင်းကောင်းကြီးနဲ့ဒီလိုခန့်ခန့်ထဲတဲ့ယာထူးနဲ့အဝတ်ဘာနဲ့လဲယာထူးနဲ့အဝတ်လိုက်အောင်ဝတ်မှသဘာဝကြတယ်အဲ့နိုင်ငံတော်အခမ်းအနားရှိတာကိုတူငန်းဝတ်နေတဲ့1500တန်ပစိုးလေးနဲ့ကဲစွန့်ကျင်အင်ဂျီလေးနဲ့ဒီနိုင်ငံတော်အခမ်းအနားတက်လို့တက်တော်ပါမလားဥပမာပေးလိုက်တာဘာပေးလိုက်တာလဲအေးထိုနည်းတူစားပဲဘိသရဲ့ရထားတဲ့ဘွဲကယဟန္တာတဲ့ဖယားအဖေသုတ်တော်ရဏမင်းကြီးသူရတဲ့ဘွဲကဘာဘွဲတယ်လို့ယဟန္တာဝေရထားတဲ့ပုဂ္ဂိုလ်ကယဟန္တာတို့ဝတ်တဲ့အရဟတဇလို့ခေါ်တဲ့သင်္ကန်းကိုမဝေဘဲနဲ့ဒီပစိုးတွေအင်ကြီးတွေခေါင်းပေါင်းကြီးနဲ့နေတော့ပိဋကတွေသဘာဝကြလားသဘာဝမကြတော့ဘာလုပ်ရမလဲသဘာဝကြဝတ်ပြရမယ်တဲ့သင်္ကန်းဝတ်ပါတဲ့ဘာလုပ်ရမှာလဲတော့အဝတ်ပြောင်းဘာပြောင်းရမလဲဓမ္မယာထူးနဲ့အဝတ်နဲ့လိုက်မှာပေါ့ဒါလိုမဟုတ်လားဘာပြောင်းရမလဲအဝတ်ပြောင်းဒကာကြီးအဝတ်ပြောင်းသင်္ကန်းနဲ့ဝတ်ပါသင်္ကန်းဝတ်ပါဒါကြောင့်သင်္ကန်းကပရိသတ်ရဲ့အရဟတဇတဲ့သင်္ကန်းကပါတယ်လေအဲဒါကြောင့်ရောစိန်တော်စီဝတော်
ဩတိတောအရဟတသောပရိဗုဒ္ဓောအရဟံတေဟိတတဝါတောပူဇနာရဟောဇိန်တော့ဟောင်းနှွမ်းလေပြီးတော့အသက်ပဲဖြစ်ဖြစ်အဟောင်းလည်းဖြစ်ဖြစ်သင်္ကန်းရဖို့ရည်ကြည်တယ်ဇိန်တော့ဟောင်းနှွမ်းလေပြီးတော့ရောစီဝတော်အကျင့်သင်္ကန်းဤအရဟတသောအရဟတဘောမြတ်ပုဂ္ဂိုလ်တို့ဤယံကိုခွင့်ပြတသိခသိအမြတ်အောင်လံတော်ကြီးလည်းဖြစ်ပါ၏ဩတိတောတကွန်တိုင်များမှတင်ရှားစွာဆွဒအပိသောအရဟံတေဟိယဟနာပေါင်းရှင်ကောင်းတို့သည်ပရိဗုဒ္ဓဝိယုံရှင်များသုံးဆောင်အပ်သောသင်္ကန်းပါပေ၏အဲ့တော့တရားကြီးရထားတဲ့ဘွဲကယဟန္တာတရားကြီးဝတ်တဲ့အဝတ်ကတမ္မန်လူတွေဘဝများစွာသံဃာမှာဝတ်ခဲ့တဲ့ပစိုးတွေအိမ်ကြီးတွေဖြစ်နေတယ်အဲ့တော့တရားကြီးအဝတ်ပြောင်းမပြောင်းဘူးကိုတော့ရတယ်မပြောင်းဘူးသို့မပြောင်းခိုင်းဘူးသို့တော်ဘုရားတိုင်သာသနာတော်မှာနောက်ထပ်ရှင်းပြတစ်ခုထပ်ထုတ်လိုက်တယ်အဲ့တော့ယဟန္တာဖြစ်နေရဲ့သားနဲ့မှသင်္ကန်းမဝတ်ချင်ဘူးဆိုရင်တော့မဝတ်ဘူးဆိုရင်တော့ဘုရားတိုင်ကျမ်းမာရေးဘလောက်ပဲကောင်းကောင်း9ရက်ပြည့်ရင်သေပေးရမယ်တဲ့ဘယ်နှရက်ပြည့်ရင်အများဆုံး9ရက်ပဲနေခွင့်ပေးတော့9ရက်ပြည့်ရင်ပြိဋိဘံစံပေးရတယ်ဟောအသက်ထွက်ပေးရတယ်အဲ့တော့ဒီအသက်မထွက်ဘူးဆက်ရင်ဘာနဲ့ဆက်မလဲသင်္ကန်းနဲ့ဆက်ရဘာနဲ့ဆက်ရလဲယဟန္တာဘဝနဲ့နေအောင်မယ်ဆိုရင်သင်္ကန်းဝတ်ပေးရတယ်ဘာလို့ပေးရလဲဟောဒါကြောင့်ဘုရားတိုင်လူဝိလူသားနဲ့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အသက်ကိုကယ်တာဒီသင်္ကန်းပဲဘယ်သင်္ကန်းလဲဒီနေ့လူရတဲ့သင်္ကန်းကအသက်ကယ်စီးနဲ့တူတယ်ဗာစီးနဲ့တူတယ်တဲ့ဒါကြောင့်ဆိုလိုက်သာမလူယဟန္တာသင်္ကန်းမှာမဝိတ္တာရှိသေးစီလူယဟန္တာသင်္ကန်းမှာမဝိတ္တာရှိသေးသည်သို့ပါတော့လေ9ရက်ဖဲအသက်ဖဲရှိနိုင်သည်သို့ပါတော့လေ9ရက်ဖဲအသက်ဖဲရှိနိုင်သည်အသက်ဆက်ခြင်းသင်္ကန်းပင်အမှန်ပင်ဝေရမည်အသက်ဆက်ခြင်းသင်္ကန်းပင်အမြန်အမှန်ပင်ဝေရမည်ယဟန္တာအသက်အမြန်ဆက်အသက်ကယ်စေမည်ယဟန္တာအသက်အမြန်ဆက်အသက်ကယ်စေမည်ဟောအသက်ကယ်စေဆိုတာဘုရားတိုင်ယဟန္တာဖြစ်တဲ့အခါမှာလူဝိလူသားနဲ့ယဟန္တာဖြစ်တဲ့အခါမှာသင်္ကန်းနဲ့အသက်ဆက်ပါတဲ့ဘာနဲ့အသက်ဆက်ရမလဲသင်္ကန်းသာဝတ်လိုက်လို့ကတော့နေအောင်ပေါ့အသက်နောက်ထပ်30နေမလား40နေမလား50နေမလားနေလို့ရတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့သင်္ကန်းမဝတ်ဘူးဆိုရင်တော့ဖြင့်9ရက်ပဲနေခွင့်ရှိတယ်ဘယ်နှရက်ပဲလဲဒီမှာဘုရားကြီးတော်ပြီတရားဏီကိုချုပ်ကျင်တာကဒီနေ့ဘုန်းကြီးတို့တရားနာပိဋကဘုံတော်ကောင်းတို့အခုဒီမှာသင်္ကန်းနေလှူကြဆွနေကကြသိနေထကြဓမ္မပူဇာတွေလှူကုသိုလ်တွေလုပ်နေတာပါရမီမျိုးစေ့စိုက်ပျိုးနေတာဗာမျိုးစေ့စိုက်ပျိုးပါရမီမျိုးစေ့ဒါနပါရမီမျိုးစေ့သီလပါရမီမျိုးစေ့ဘာဝနာပါရမီမျိုးစေ့တွေစိုက်ပျိုးပြီးတော့သွားတနည်းပြောရင်ပါရမီတွေဖြည့်ပါရမီပြည့်ဟောအရမတေယမြတ်စွာဘုရားတဲ့အခုဗဒ္ဒကဘာကြီးမှာနောက်ဆုံးပွင့်အောင်မယ်ဒီဘုရားပွင့်ပြီးမှကဘာပြက်မှာဟုတ်တယ်မို့လားဘုရားရဲ့အဲ့ဒါကဘာပြက်မှာလဲပူဝင်နေမပြက်ဘူးအရမတေယမြတ်စွာဘုရားပွင့်ပြီးမှကဘာပြက်မှာဆိုတော့အဲ့တော့ဘုရားဒီသာသနာတော်ကြီးနဲ့အခုခေါရမဘုရားသာသနာတော်ကြီးနဲ့ကြုံပြီးတော့ဒါနသီလဘာဝနာကုသိုလ်ရှိမှုအထုသွားဒီဘဝဘုန်းကြီးတို့ကယဟန္တာမဖြစ်တာကျိန်းသေးတယ်ဟုတ်တယ်မို့လားဘုရားရဲ့တို့ဘုရားဒီဘဝယဟန္တာဖြစ်မှာလားဘဝပြတ်မှာလားပြောမလေးယဟန္တာဒီလိုမနေပါဘူးဘုရားရဲ့ဟုတ်တယ်မို့လားအမလေးတဏ္ဍခါနဲ့ဆွဲကြိုးနဲ့လက်ကောင်းနဲ့ဘယ်လိုလုပ်ယဟန္တာဖြစ်မလဲ
အဲ့တော့ဒီမှာကိုယ်အကြောင်းကိုသိတယ်သိလားမသိဘူးလားကိုယ်အကြောင်းကိုသိတယ်ယဟနာမဖြစ်ဘူးယဟနာမဖြစ်ဘူးဆိုတော့တစ်ထစ်နှိပ်ပြောတာအနာဂံကောဖြစ်ပါမလားဩနောက်တစ်နေ့နှိပ်ပြောမှာသက္ကတကံကောဖြစ်ပါမလားကိုယ်အကြောင်းတော့ကိုသိတာပဲကိုတော်ဟောလို့မေးကြည့်ပါလားအစောတော်မနာသေးဘူးပဲရေးတယ်နော်အောက်တစ်ဆင့်နှိပ်ပြောသောတာပန်အောက်တစ်ဆင့်နှိပ်ပြောဘာဖြစ်လဲဒါကတော့ဖြစ်နိုင်တော့တဲ့ကြိုးစားရင်ပြောတာဟုတ်လားဘေးသားရေသောတာပန်သောတာပတ္တိမဉ္ဇဉ်ဘုညာတော့ကြိုးစားရင်ရနိုင်တယ်ကြိုးစားအဲ့တော့ဒီမှာသောတာပန်ဖြစ်လည်းပဲအေးလို့မရသေးဘူးသက္ကတကံဖြစ်အောင်ကျင့်ရအောင်ပဲဒီလိုဟုတ်လားအဲ့တော့ဒီမှာဘေးသားရေတို့ဒီမှာတပြေးပြေးနဲ့ပါရမီတွေပြည့်ပြီးသွားတော့ဟောအရမတိယမြတ်စွာဘုရားသာနာတော်ကြီးနဲ့ကြုံတို့အခုပါရမီဖြစ်ပဲတည်းဆိုတော့တယောက်နဲ့တယောက်နဲ့အဲ့ဒီဘဝပြန်ဆုံးရပြန်ဆုံးရတဲ့အခါကျတော့ဟိုဘဝကရေဆက်တဲ့ဘဝကဗါတဲ့တော့နဘူးသာရွာလေတဲ့ဗါတဲ့တော့အဲ့တော့တယောက်နဲ့တယောက်ရှေ့ကပြုတ်တဲ့ဘူးတဲ့တရားမှတ်ထားနဘူးသာဆိုတာလည်းမှတ်ထားဘာမှမသိဘူးနဘူးမှာပဲစာရေးလိုက်သလိုဘာလိုထင်မနေနဲ့ပြေးတယ်မဟုတ်ဘူးရှေ့ကပြုတ်တဲ့ဘူးသောစာကစွန့်ကျဲတာတဲ့နဘူးစာကဗါတဲ့တော့စာကဆိုတာဒါနကိုပြောတာစာကဆိုတာဘာကိုပြောတာလဲအဲ့တော့ရှေ့ကပြုဘူးသောဒါနကောင်းမှုနဲ့တို့ပြန်ဆောင်ရတဲ့အခါမှာမိမရေတို့မျိုးတော့အရမတိယမြတ်စွာဘုရားကြွတော်မူလာတဲ့တို့ဘုရားဘူးသွားကြဆိုအသားတို့မိမိတို့လာဟေ့ဘုရားဘူးသွားမယ်ဘယ်သွားမလဲမြတ်ဝါခင်နေဖူးရမှာဘူးနော်မြတ်ဝါခင်နေဖူးဘုရားဖူးပြီးတော့ဘုရားတရားနာမယ်ဘာလို့မလဲစိတ်ကူးလေးနဲ့ဘေးတိုင်ဘုရားတရားနာလိုက်ကြလို့ဘုရားတရားနာပြီးတော့ဒေသနာတော်ဆုံးမှာဘုရားဟောလို့တရားဝဲကြီးလည်းပြီးလဲပြီးရောကိုင်းယဟနာဖြစ်တယ်ဆိုလိုက်ကြသို့ဘာဖြစ်တယ်ယဟနာဖြစ်တော့ပစိုးတဲ့အင်ကြီးနဲ့ဖြစ်မနေဘူးလားဖြစ်တော့ကိုယဟနာမှတည်သွားပြီတည်သွားတော့မပြန်တော့ဘူးလေအိမ်လေဘုရားနောက်လိုက်တော်မယ်ဘုရားနောက်လိုက်တယ်ဆိုတဲ့အခါကျတော့မြတ်စွာဘုရားကိုလျှောက်တယ်လက်ပေယံဘာနေဘဂဝါတော်တန်တိကေဥပသံဗရာရှင်ဘုရားထံတော်မှာတပည့်တော်သင်္ဃဝိပယသေးတော့မြတ်စွာဘုရားလို့မြတ်စွာဘုရားကိုလျှောက်တော့အရမတိယမြတ်စွာဘုရားရှင်ကိုတော်မြတ်ကခဏနေုံတကားမင်းဘုန်းကြီးဝတ်တာမလို့နဲ့ခဏနေုံမင်းငါကြည့်ပြီးအောင်မေးမင်းပုဗ္ဗေနိဗ္ဗာန်ကနှုတ်တိအဘိညာသတ္တမဘဝင်သားပြီးတော့မင်းသင်္ကန်းများလှူတဲ့ဘူးလားလို့ငါကြည့်ပေးမယ်ဆိုတော့ဘုရားကဒီဘဝကိုလှမ်းပြီးတော့ကြည့်တော့အခုသင်္ကန်းတွေမမြင်ဘူးလားမလူလားဘူးလားဒီသင်္ကန်းဘုံကြီးကိုမြတ်စွာဘုရားမြင်တော်မူလိုက်မယ်မြတ်စွာဘုရားမြင်တော်မူတော့မှသင်္ကန်းထူတဲ့ဘူးတဲ့ကုသိုလ်ရှိတယ်ဟဲ့တိုင်အဲ့ဒါဆိုရင်လည်းပဲဒီပုဂ္ဂိုလ်ကိုချက်ချင်းပဲငါဘုရားသင်္ကန်းဝတ်ပေးရတော့မှာပေါ့ဘုရားဘယ်လိုလုပ်လိုက်တော့ဆိုရင်လက်ရလှမ်းခေါ်လိုက်တဲ့မြန်မာလိုပြောတော့ခြေသားယဟန်လာခဲ့ဇံဘယ်လိုခေါ်လဲပါဠိလိုပြောရင်အေဟိဘိက္ခုပါဠိလိုပြောရင်ဗါတဲ့တော့အေဟိဘိက္ခုခြေသားယဟန်လာတဲ့ဇံလို့အဲ့ဒီလိုမြတ်စွာဘုရားလက်ရလှမ်းခေါ်လိုက်တာနဲ့ပိဋကရဲ့ကိုပြန်ဟုတ်ကြည့်လိုက်ပစိုးတွေအင်ကြီးတွေပြောက်သင်္ကန်းလာရောက်တယ်ခေါင်းကိုကြိုက်ကြည့်လိုက်သားမှသပင်တွေမရှိတော့ဘူးကရုံတုံးမိသားကိုရောဖြစ်နိုင်ပါမလားဗျာလှူခဲ့တဲ့သင်္ကန်းကနှစ်ပေါင်းများစွာကြာခဲ့ပြီးဒီသင်္ကန်းလာမယ်ဆိုတာဖြစ်နိုင်ပါမလားဆိုဒီသင်္ကန်းတွေကပိဋကရဲ့ဝိရင်၃နှစ်ပဲခံဘယ်နှစ်ပဲခံဆွဲနေပြီးတော့သင်္ကန်းကပျောက်သွားမှာဘာပျောက်သွားမှာလဲမပျောက်တာကံမပျောက်ဘူးတဲ့ဘာတော့အဲ့ဒီသင်္ကန်းပေါ်မှာသင်္ကန်းလူရင်တဲ့စေတနာသင်္ကန်းလူရင်တဲ့ဗါတဲ့လဲမြတ်စွာဘုရားကစေတနာဟံဘိက္ခေကာမဝရမိစေတနာကံပဲတဲ့စေတနာဗါတဲ့လဲဒါကြောင့်ရောဆိုတော့ဘုရားကြီးကပြုလုပ်ဆဲမှာစေတနာပြီးတာကံဟုမှတ်လိုက်ပါပြုလုပ်ဆဲမှာစေတနာကံတတ်ကြည့်တွေကဘုရားတိုင်းသင်္ကန်းကပျောက်သွားမယ်သင်္ကန်းဆွေးသွားမယ်စုပ်သွားမယ်ဝိထုပစ္စည်းကိစ္စမျိုးဒါဖြစ်ရမယ်သဘာဝမပြောက်တာမပြတ်တာကကံမပြောက်တာမပြတ်တာကဘာလဲလဲတနည်းပြောရင်စေတနာတနည်းပြောရင်ဘာလဲလဲစေတနာကောင်းကောင်းနဲ့သင်္ကန်းလေးလှူခဲ့တာနဲတာမဟုတ်ဘူးအဲ့တော့သူသင်္ကန်းသူရှိပြန်လာပါသေးတော့လို့မြတ်စွာဘုရားက
လက်ရလှမ်းခေါ်လိုက်တာနဲ့ဘုရားတိုင်းသင်္ကန်းခန္ဓာကိုလပတ်တယ်တဲ့မယုံမရှိနဲ့ကာမဝိပါကောအသိဉ္ဇိရောကံတရားဆန်းကျင်တယ်ဆန်းကျင်လားမကျင်ဘူးလားအိုးကံမပြောတဲ့ဘုရားတိုင်းဒီနေ့ဒီမှာကွန်ပျူတာကြည့်လိုက်စမ်းဒီနေ့ကွန်ပျူတာခေတ်ဘာဖြစ်လဲဘုရားတိုင်းဟောလွန်ခဲ့တဲ့နှစ်20စိတ်ကကွန်ပျူတာမပေါ်သေးဘူးဟုတ်တယ်မဟုတ်လားအခုကွန်ပျူတာပေါ်လာတယ်ကွန်ပျူတာပေါ်လာဒီကွန်ပျူတာကိုဘယ်သူတည်ထွင်တာတော့ဆိုရင်လောဘဒေါသမောဟကိလေသာတွေအပြည့်ရှိနေတဲ့လူတွေတည်ထွင်တာလူတွေတည်ထွင်ထားတဲ့လောဘဒေါသကိလေသာအပြည့်ရှိနေတဲ့လူတွေတည်ထွင်ထားတဲ့ကွန်ပျူတာတော်မှဘုရားတိုင်းဟောအခုဘုန်းကြီးခေါင်းလေးပဲယူလိုက်ဘုန်းကြီးကိုဗာလေးပဲယူမလဲခေါင်းလေးယူပြီးတော့ဘုရားတိုင်းဟန်သာမိုးမင်းခေါင်းပေါင်းလေးဖြုတ်ပြီးတော့ဘုန်းကြီးခေါင်းနဲ့တက်လိုက်မင်းသားလေးဖြစ်မသွားဘူးလားကွန်ပျူတာထဲမှာပြောတာဘယ်ထဲမှာပြောတာလုံးလို့ရလားမရဘူးလားအဲ့ဒါပြောတာပဲတိုင်းဒါတော့လုံးလို့ရသေးတာပဲဒါတည်ထွင်ထားတဲ့ဥစ္စာဟုတ်တယ်မဟုတ်လားအဲ့တော့ဘယ်သူနဲ့ဓာတ်ပုံရိုက်ခြင်းတယ်လဲရိုက်ခြင်းနဲ့မင်းသမီးကွန်ပျူတာထဲမှာဆွဲကပ်ပလိုက်လို့ရတယ်ရလားမရဘူးလားအဲ့တော့ဒီမှာချမ်းပြေပဲဆရာတော်ကိုဟောဆက်တဲ့မဟုတ်ဘူးကသင်္ကန်းလူတဲ့မယုံမရှိနဲ့မနေ့ကငါကြကွန်ပျူတာနဲ့ထုတ်ပြမယ်လေဟုတ်တယ်မဟုတ်လားမဲထက်တဲ့မူကသင်္ကန်းလူတဲ့ကမကြီးရငါတို့များစောင်းပြောနေတာလားမသိဘူးလို့ခဲမနေနဲ့နော်ကွန်ပျူတာထဲမှာလုပ်လို့ရတာကိုပြောတာအဲ့တော့ဒီမှာလောဘဒေါသရှိနေတဲ့ပုံကိုယ်တွေထွင်ထားတဲ့ဒီကွန်ပျူတာတော်မှာအံ့ဩစရာကောင်းတယ်ဟုတ်လားဘုရားသားရေခုမှကံတတ်တီဘာတတ်တီလဲမိလူရခဲ့တဲ့ကံတတ်တီကဘုရားသားရေအံ့ဩစရာကောင်းတဲ့ခန္ဓာကိုသင်္ကန်းလာပတ်မယ်တရားမို့လို့သင်္ကန်းလှူခဲ့ဘူးမှဘာလှူခဲ့ဘူးမှလဲအသက်ဆက်မှာဘာဆက်မှာလဲသင်္ကန်းလှူခဲ့ဘူးမှကိုယ့်အသက်ကိုဆက်မှာဘုရားသားရေတရားမို့လို့ဟောဒီသင်္ကန်းကအသက်တည်းစည်းနဲ့တူတယ်ဘာစည်းနဲ့တူတယ်တဲ့ဒါကြောင့်ဆေးနဲ့အတူသင်္ကန်းလှူတဲ့ဗါတဲ့တော့ဆေးနဲ့တူတဲ့သင်္ကန်းကိုလှူဘာနဲ့တူတဲ့သင်္ကန်းကိုလှူဒါကြောင့်ဆိုလိုက်သမှာယဟန္တာအသက်အမြန်ဆက်အသက်ကယ်စေမည်ယဟန္တာအသက်အမြန်ဆက်အသက်ကယ်စေမည်ထိုကြောင့်သူငါသင်္ကန်းမှာမှန်စွာလှူထိုက်သည်ထိုကြောင့်သူငါသင်္ကန်းမှာမှန်စွာလှူထိုက်သည်မေတ္တေသခင်ဖယားရှင်သင်ခြင်းကြည်လိမ့်မည်မေတ္တေသခင်ဖယားရှင်သင်ခြင်းကြည်လိမ့်မည်လာခဲ့ယဟန်လက်ဆန့်တန်းတွင်လန်းခေါ်လိမ့်မည်လာခဲ့ယဟန်လက်ဆန့်တန်းတွင်လန်းခေါ်လိမ့်မည်ထိုသည့်ချိန်ခါသင်္ကန်းမှာမြန်စွာရောက်လာမည်ထိုသည့်ချိန်ခါသင်္ကန်းမှာမြန်စွာရောက်လာမည်ထိုကြောင့်သူငါသင်္ကန်းမှာမှန်စွာလူထိုက်သည်ထိုကြောင့်သူငါသင်္ကန်းမှာမှန်စွာလူထိုက်သည်ဒါကြောင့်ဒီနေ့ချမ်းမြေညင်ကြောင်းမှာဝါဆိုဝါကတော်မူရမယ်သံဃာတော်ပေါင်းရှင်ကတော်ဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုအာယုံပြု၍ဝါဆိုသင်္ကန်းဆက်ကလူသားနဲ့လူရှင်နေငါတို့ဒီနေ့သင်္ကန်းဒါနဟာဟဲ့အသက်ကယ်စေပဲငါတို့လူဝိလူသားနဲ့ယဟန္တာဖြစ်ရင်ဒီသင်္ကန်းဟာငါတို့ရဲ့အသက်ကိုလာကယ်မယ်ပဲလို့အသက်ကယ်စေအနေနဲ့တင်စားပြီးတော့ဘုန်းကြီးတို့မြတ်စွာဘုရားသာသနာတော်မှာအရဟတဇလို့ခေါ်တဲ့လူဝိလူသားနဲ့ယဟန္တာဖြစ်ကြကုန်သောပုဂ္ဂိုလ်များအတွက်ဤသင်္ကန်းသည်အသက်ကယ်စေပါ
သင်္ကန်းများမလိုခဲ့ဘူးဆိုရင်တော့ပိဋကရေ9 ရက်ပဲနေရမယ်ဘယ်နှရက်ပဲနေရမလဲ9 ရက်ပဲနေပြီးတော့သေပြိဋိဘံစံဘုရားအဖေဘုရားခမဲ့တော်ကြီးပြိဋိဘံစံပြီးတော့ဘုရားကိုယ်တော်တိုင်မိရှို့ဟဲ့ထားထုတ်စစ်သားတို့ကျမ်းတန်ဃာတော်ကြီးခမဲ့တော်ရဲ့အလောင်းထားထုတ်ပါမြို့ပြင်ရောက်တဲ့အခါကျတော့ပိဋကရေဘာလို့လဲမြတ်စွာဘုရားကခမဲ့တော်ဘုရားရဲ့အလောင်းတော်ကြီးကိုဇာပနပြာကြအောင်မိရှို့ပြီးတော့ကြည်လိုက်ကိုပြာပုံထဲမှာဓာတ်တော်တွေကြံခဲ့တယ်တဲ့ဘာတွေကြံခဲ့တယ်ယဟန္တာလူယဟန္တာလည်းဓာတ်တော်ကြံတယ်ပိဋကရေဓာတ်တော်ကြံတယ်တရားမို့လို့ဒီနေ့တော်ပါပြီ7 နာရီလည်းထိုးသွားပြီအဲ့တော့ပြောခြင်းတဲ့တရားကစကားကဘာလို့ဆိုရင်ဒီသင်္ကန်းလူရတဲ့အကျိုးဟာဟိုဒီလိုထိအောင်အကျိုးပေးပါလားဖရာအဆူဆူဝိယုံတော်မူတဲ့သင်္ကန်းပါလားဖရာတိုင်းဟာသင်္ကန်းဝေဖဲနေဖရာမဖြစ်ရပါလားဘုရားသာကြီးတော်ရိယာသူတော်ကောင်းကြီးတွေဝိယုံဆွေးနွေးတော်မူတဲ့အရဟတဇာလို့ခေါ်တဲ့ဒီသင်္ကန်းကိုခဏငါတို့လှူဒန်းဝင်ရတာဝမ်းသာစရာကောင်းတယ်လို့ကိုလှူရတဲ့သင်္ကန်းကိုအဲ့ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်ပါဧရာရောက်ရောစိန်တော်ဇီဝရောရောစိန်တော်ဇီဝရောဥဒ္တိတော်အရဟတဇောပရိဗုဒ္ဓအရဟံတိတတ္တမသောပူဇနာရဟောဇိန်တော်ဟောင်းတော်လေပြီးတော့ဇိန်တော်ဟောင်းသွားလေပြီးတော့ရောစီဝရောအကျင့်သင်္ကန်းသည်အရဟတဇောအရဟတဘုမြတ်ပုဂ္ဂိုလ်တို့၏ယံကိုခွဲပြတသိခတ်သည်အမြအောင်လာတော်ကြီးလည်းဖြစ်ပါ၏ဥဒ္တိတော်တကွန်တိုင်ကြား၌သင်ကြားစွာထိတ်ဆွဲတတ်ပါ၏အရဟတေယဟနာပေါင်းရှင်ကောင်းတို့သည်ပရိဗုဒ္ဓဝိယုံစင်များသုံးဆောင်အပ်သောသင်္ကန်းလည်းဖြစ်ပါ၏တသမာထိုသောကျေးဇူးအထူးများပြီးဂုဏ်လို့ရှိလေသောကြောင့်သောထိုသင်္ကန်းသည်ဝါထိုသင်္ကန်းဒါနဆိုတဲ့အလိုဒီဝါသူတော်ကောင်းဝရိယသူတော်ကောင်းကြီးတွေဝိယုံသုံးဆွဲတဲ့သင်္ကန်းသည်ပူဇနာရဟောလူနာပြမှာတတ္တဝါဥခိုင်း၍ဖူထိုက်သောသင်္ကန်းကြီးဖြစ်ပါပေသည်တကားရေဆက်သွန်ချအမြဝေလိုက်ကြစို့အလုံးလိုက်ဆိုပါဣဒံမေပုံညာနိဗ္ဗာနသသစ္စယောဟောတုအရှင်ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤအကျိုးတရားကို၎င်းယုံကြည်ကြပါကုန်၏ဖြစ်၍နရဏဂုံ3 ပါးနှင့်7 ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူသောက်တည်ပြီးလျင်ချမ်းမြေ့ရိပ်မြာ၏ကြောင်းတိုက်အတွင်း၌ဝါဆိုဝါကတ်တော်မူကြမည်သံဃာတော်ရှင်သူမြတ်တို့ဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုအာယုံပြု၍အလူရှင်အသီးသီးတို့ကဝါဆိုသင်္ကန်းဖန်ခဲဝဲဟောစေအချိုးအချင်းနဝကမ္မအစရှိသောလူရန်မွေရာရှားပြတို့ကိုစေရနာ3 တန်ပြထမ်း၍လူရန်ပါ၏ရှင်မယားဘုမတပါလွန်ငယ်သော3 နှစ်ကျော်ခန့်ကဘဝဟောင်းကိုဆွ၍ဘဝသစ်သို့ရောက်သွားလေပြီးသောယရဏ 3 ပါးကိုလေးစားလေရှိသောကိုတတ်နောင်ဦးဤလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာတို့တွင်တဘာဝသောချမ်းသာကိုခံစားနိုင်ပါစေခြင်းအကျိုးငါ
ညီမှန်၍မတန်တဝင်မိသားစုတို့မှဆရာတော်ဘုရားအားသိက္ခာထတင်ခြင်းသိမ့်စင်းဒါနနေစွန်းဒါနလူရန်ရပါကုန်၏ရှင်ဘုရားဘုမရပါဥကျော်မင်းအားရည်စူး၍တော်ဆွေဆွေယုမိသားစုတို့မှအာယုံစွန်းဒါနလူဒန်းကြပါကုန်၏ရှင်ဘုရားဘုမရပါတော်ညိုမိသားစုတို့မှဥပုပ်တဲ့ပေါင်းတို့အားအာဟာရဒါနအခမ်းကျွေးမွေးလူရန်ပါ၏ရှင်ဘုရားဤကောင်းမှုတို့သည်တပည့်တော်တို့အတွက်မဉ္ဇဉ်ဘုံညာဘောဓိညာဤရရာကြောင့်အထောက်ပံ့ကောင်းသည်ဖြစ်ပါသေးသာရှင်ဘုရားယနေ့ယခုပြုသမျှကုသလဤအဘောဘာကကိုအထူးအားဖြင့်ဘဝဟောင်းကိုဆွံ့၍ဘဝသစ်သို့ကြောင်းသွားလေပြီးတော့ယရဏသုံးပါးကိုလေးစားလေရှိသောနေစွန်းလူရှင်ကိုတတ်တော်ဦးအားရညာပါစေအမြဝိဤသုမရပါနေစွန်းအာယုစွန်းလူရှင်ဦးကျော်မင်းအားရညာပါစေအမြဝိဤသုမရပါအနန္တဂိုင်းဝေယေရှုတော်ရှင်မိခင်ဖခင်တို့အား၎င်းဆရာသခင်ယေရှုရှင်တို့အား၎င်းယေမြေတနေအစိုးရမင်းအား၎င်းနတ်တို့တနေတရားမင်းအား၎င်းမယေတနေယမမင်းအား၎င်းဤကြောင်းတိုင်း၌ဆောက်ရှောက်၍နေကြကုန်သောကြောင်းဆောင်နာစေတီဆောင်နာမြို့ဆောင်နာရွာဆောင်နာသောဆောင်နာတောင်ဆောင်နာသာသနာတော်ဆောင်နာသတုမဟာရစ်သာဝရိန္ဒာအစရှိကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့အား၎င်းအတိတ်ဘဝကသောစခေကုန်သောမိဟောင်းဖဟောင်းမိုးဟောင်းဘွားဟောင်းဆွေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌သောစား၍ဘဝရပါရောင်းရွှေသွားကြကုန်သောဆွေမျိုးညီအကိုမောင်နှမမိတ်ဆွေသင်္ဃဟအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းဤဓမ္မယုံတို့တရားနာအရေးအားပေးကြွားရောက်ကြကုန်သောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အား၎င်းရညာပါစေအမြဝိဤအလုံးစုံကုန်သောဝေနေယဒုက္ခိတဒုက္ခိတသတ္တဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောအမိတော်များဤသေဝေသောအမြတ်ကိုရကြကုန်သည်ဖြစ်၍
ဝါမြောက်နုမောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအာလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြတ်မြတ်